Max မိုးရဲ့ channel ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်။မြောက်ရီမျိုးမှာအသစ်ဖင်ထားရဲ့ coffee ဆိုင်တက်လေးမှာညီမတွေနဲ့ coffee တော့တက်ကြမယ်ရှင်။အားလုံးပဲမိုးရဲ့ video ကိုအဆုံးထိကြည့်ပေးကြပါအောင်။ဒီ coffee ဆိုင်လေးကကြတော့မြောက်ရီမျိုးမှာအသစ်ဆက်ဖင်ထားရဲ့ coffee ဆိုင်လေးပါရောက်ဘူးတွေတော်တော်များကတော့ရောက်ပြီးကြပြီပေါ့နော်။မိုးတို့ကတော့ဒါ first time တွားတာပါရှင်။နေရာလေးစာလေးကိုကြတော့မိုးတီတီချာလေးတီတီကြလေးပြောပြမယ်ပေါ့နော်။မိုးတို့ကျွန်းတော်ကနေတွားမယ်ဆိုလို့ရှိရင်တော့တိတ်မဝေးပါဘူး။15မိနစ်10လောက်မောင်းရဆိုလို့ရှိရင်ဒီ coffee ဆိုင်ကိုရှောက်မယ်အလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့73ခိန်းနဲ့နီးတဲ့ coffee ဆိုင်လမ်းရဲ့အဓိကနေရာလေးကကြတော့မိုးတို့ဒီငွေဆက်ကြဟိုတယ်ပတ်ကီတူပတ်ချန်ကနေပြီးတော့နေဒီအာရှလန်ကိုဆင်းတဲ့ပတ်ချန်ကိုဆင်းပေါ့နော်အဲ့ဒီခါကြလို့ရှိရင် MSC အလွန်လေးဂိတ်အလွန်လေးတောင်ရင်စီဆိုင်အလွန်လေးမှာဆိုလို့ရှိရင်ဒီလမ်းလေးစုံမီးပွိုင်လေးတွေ့မယ်ပေါ့နော်အဲ့ဒီမီးပွိုင်နေပြီးတော့နေညာကိုချိုးလိုက်လို့ရှိရင်တော့နည်းနည်းလေး lotus ဆိုင်လွန်လို့ရှိရင်ဒီရဲ့coffee ဆိုင်လေးကိုတွေ့ပါမယ်ရှင်ဒီ coffee ဆိုင်လေးကကြတော့တော်တော်လေးတောက်ကောင်းတဲ့ coffee ဆိုင်လားရိုးရိုးပဲကောင်းတဲ့ coffee ဆိုင်လားနာမည်ပဲကြည့်ပြီးတော့နေ decoration ပဲလှလားဆိုတာကိုမိုးတို့ဒီ video မှာတွားဆန်းကြည့်ကြပဲပေါ့နော်ဆိုင်လေးကတော့တွေ့ပါပြီအခုမိုးပြထားတဲ့တွတ်လေးနဲ့ဆိုင်လေးပေါ့နော် Woo Coffee လို့ရေးထားပါတယ်သူကကဲ let's go ဆင်းပြီးတော့နေ coffee ရတာကိုစမ်းမြင်နေမိုးတို့မောင်နှမကြီးဆက်ဆိုင်မြမြိုင်စကားပြကြမယ့် vlog လေးကိုအစဆုံးကြည့်ပေးကြပါအောင်ရှင်ကဲဆိုင်လေးကတော့ရောက်ပြီ signature coffee ကိုပဲအဓိကတောက်လိုက်ပါတယ်သူ့မှာ signature coffee ကကြတော့ Woo coffee လို့ရေးထားတယ်တခြား coffee လေးအများကြီးရှိရမိုးကတော့တောက်တာ signature coffee ကိုအဓိကတောက်ပါတယ်ရှင်ဆိုင်ရဲ့ decoration ကတော့10 out of 9ပေးရပါတယ်ဘာဖြစ်လို့ဆိုတော့တော်တော်မှလှရဲcoffee ကတော့ဈေးများပေမဲ့ဓာတ်ပုံရိုက်တာနဲ့တန်တယ်လို့ခန်းစားရပါတယ်ရှင်ကိုကတော့ဓာတ်ပုံလှပပလေးညောင်ရီမျိုးထဲမှာရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ coffee ဆိုင်မှာသွားပြီးတော့နေဓာတ်ရင်နဲ့ဓာတ်ပုံလေးလှလေးရိုက်ရင်လည်း coffee တိုက်ပြီးစကားပြောလို့ရပါတယ်ရှင်မုံငွေရှိပြီးလို့ရှိရင်တော့ coffee ဆိုင်ကိုအနက်လိုက်ပြပေးပါမယ်ဟဲ coffee ကအိမ်မှာလည်းတောက်လို့ရတယ်ညီမတွေကလည်းအိမ်မှာစကားပြောလို့ရတယ်no လုံးဝမှားသွားလိမ့်မယ်နော် coffee ကဆိုင်မှာတောက်တဲ့အရသာနဲ့အိမ်မှာတောက်တဲ့အရသာလုံးဝမတူဘူးဆိုင်မှာတောက်တဲ့အရသာကဓာတ်ရင်တောက်ရင်ဓာတ်ပုံရိုက်ရင်လည်းပေါ့နော်စကားဆက်ဆိုင်မြိုင်လေးပြောကြရတယ်အိမ်မှာကြတော့ဒီလိုရိုး coffee တောက်ရဲဆိုတော့အဆင်မပြေဘူးပေါ့နော်မော်ရဆိုင်မှာပို့ပြီးတော့တဘောကြရဲဆိုင်ရဲ့ဝန်ထမ်းလေးတွေကလည်းအရန်ချော်ရပေါ့နော်အဲ့ဒါလေးလည်းထည့်ပြောလိုက်ပါဦးမယ်ရှင်စားပစ်လည်းအရန်ကောင်းပါတယ်စားပစ်ကောင်းတာကိုကြတော့မို့တန်းတော့ HP ထားရပေါ့နော်ကဲမို့တို့ထိုင်နေနေရာလေးကြည့်ကြရအောင်လုံးဝ Chinese style လေးလုပ်ထားတယ် Chinese style ဆိုပေမဲ့ပေါ့နော်တကယ်ကိုတဘာဝကြိုက်နဲ့တက်တဲ့ပုံစံမျိုးလေးလုပ်ထားတာပါဒီမိုးတို့များဒီဘက်မှာဆိုလို့ရှိရင်တော့တရုတ်တွေအရန်များတဲ့အတွက်ကြောင့်မလို့တရုတ်တွေအကြိုက်ကို coffee ဆိုင်လုပ်ထားပြီးရပေါ့နော်ကောင်းတာပဲမိုးတို့လည်းတက်ပုံရိုက်လို့ရတယ်ပေါ့နော်ဒီဆိုင်လေးတွေသွားပြီးတော့နောက်ထပ်အလိုတလှလေးအများကြီးဖိမိကြရင်အများကြီးကောင်းပါပဲစတာကဲမိုးကတော့ရရောက်ချင်းဓာတ်တွေဖမ်းတယ်ပေါ့နော်လှလားမလှလားတော့မသိဘူးဓာတ်တွေဖမ်းတယ်ဆိုတော့ဆိုင်ရဲ့နေရအရန်လှရဲ့ပုံမှာမူတည်ပြီးတော့နေ coffee ကလေတောက်ရတဲ့စိတ်အရန်ရှိရလို့ခံစားရတယ်တိတ်ဆိတ်တယ်အရန်ဘယ်လိုပြောမလဲတဘာဝရဲ့အငွေ့တက်ကိုရရဲပြီးတော့ natural ပေါ့နော်သူ့ရဲ့ coffee ကလည်းလေ10 out of 9ပေးရတယ်ကွာဘာဖြစ်လို့လဲဆိုတော့အရန်တောက်ကောင်းတယ် coffee မှာဆိုလို့ရှိရင်သူ့ရဲ့ Woo signature coffee လို့မပြောလိုက်ရအောင်အရန်တောက်ကောင်းပါတယ်ရှင်အရင်တော့ကတော့မိုးဒီဆိုင်ဖွင့်လာမဖွင့်လာတော့မတည်ဘူးမိုးကတော့ဒီရောက်ချင်းမှာတော့မိုးဒီဆိုင်ဖွင့်ထားတာကိုတွေ့လို့ဒါပထမဦးဆုံးတွားတောက်ဖြစ်တဲ့ coffee ပေါ့နော် Woo signature coffee hot ကောအေးရောအရန်ကောင်းပါတယ်ရှင်ချားလဲကောင်းတာရှိရမိုးတို့မောင်နှမတွေကတယောက်တစ်မျိုးစီကိုမှောက်ပြီးတော့တောက်ချရဲပေါ့နော်အရန်ကောင်းပါတယ်သူ့ရဲ့ခွက်လေးအားစားပေါ့နော်သူတို့ဆိုင်နမေလေးနဲ့လုပ်ထားပါတယ်မှာပေါ့နော်အရန်ကောင်းတယ်ဆိုပြီးတော့သူများဟာကိုဂုံးစီးပြီးတော့လိုက်တောက်ကြည့်ရအရန်ကောင်းပါတယ်ရှင်ကဲစကားပြောရင်းနဲ့မောင်နှမတွေ coffee ကြောင်း coffee လေးသိရင်နဲ့ဒီလိုမျိုးနေရာတွေမှာတငယ်ချင်းဖြစ်မောင်နှမတွေဖြစ်ပေါ့နော် friend ဖြစ်ပေါ့နော်အလုပ်ကိစ္စဖြစ်လက်ဆွေးနွေးလို့ရတယ်တိတ်ဆိတ်တယ် view လာရပေါ့နော်စိတ်ကျဉ်တဲ့ဆရာနေရာလေးတခုပြောလို့ရပါတယ်ရှင် coffee ရဲ့အရာတာကိုပြောရမယ်ဆိုလို့ရှိရင်တော့ချိုခါစိတ်လေးပေါ့နော်တော်တော်လေးကောင်းပါတယ်သူ့ရဲ့ဆိုင်မှာလေးကိတ်မုတ်တွေတော့မရှိဘူးအဲ့ဒါကတော့အရန်အားနေချက်ပေါ့နော်ဆိုင်ရဲ့အားသာချက်ကကြတော့ decoration လာပြီးတော့နေသူ့ရဲ့ coffee ရတာလေးအရန်ကောင်းဝင်တိတ်ဆိတ်ပါတယ်အဲ့ဒါတခုကအားသာချက်ဖြစ်သွားတယ်အမေရိကတော့မိုးကတော့ coffee နဲ့တွဲမုတ်တွေကိုပါတခါရဲတွဲထားပြီးတင်တယ်လို့မိုးကတော့ထင်တယ်ပေါ့နော်အဲ့တော့မှပဲစစုံလေးနဲ့စားလို့ရမှာပေါ့နော်မိုးတို့အစားလိုင်းလူတွေအတွက်ကြတော့ဒီလိုမျိုးကအဆင်ပြေပါတယ်ရှင်သူကတော့ည8 နာရီဆိုပိတ်ပြီမိုးတော့တညက်နေလုံးထိုင်ပြလိုက်တာကွာညကတော့8 နာရီထိုးတော့မယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ပြန်လာတော့မယ်ရှင်မိုးတို့ဒီနေ့ vlog ကကြတော့ဒီလောက်ပါပဲအဲ့ဒီကနေမိုးတို့အိမ်ကိုမပြန်မင်းနဲ့နေမြောက်ရီမျိုးရဲ့အာရှလမ်းကိုပတ်ပြီးတော့မှအိမ်ပြန်နေပေါ့နော်ဆိုတော့နောက်ထပ် vlog မှာတွေ့ပါမယ်ရှင်ဒီနေ့ coffee တောက်ရင်ဒိတ်ရင်နဲ့ရိုက်ထားတဲ့ vlog တွေကိုလည်းဘောကြမယ်လို့ထင်ပါတယ်ရှင်နောက်ထပ် vlog လေးဘယ်လို vlog လေးသိချင်လဲဆိုတာကို comment မှာရေးထားပေးလို့ရပါတယ်အားလုံးပဲ bye see you next video